လုပ်တွေနဲ့ပင်မမှုတွေကိုခဏတာထားခဲ့ပြီးတဘာဝအလတ်တရားများစီခရီးထွက်ကြမယ်။လက်တရားတွေကိုလိုက်ရှာဖို့ကတောင်တန်းတွေစီကိုခီးသွားခြင်းပဲဖြစ်ပါတယ်။တောင်တန်းတွေစီခီးကတက်တောင့်တက်တာနဲ့မိမိကိုယ်ကိုပြန်တွေ့စေတဲ့ခီးလန်းတစ်ခုပဲဖြစ်ပါတယ်ရှင်။ ထဲအတွက်ကတော့ခီးထွက်ခြင်းကအကောင်းမွန်ဆုံးစိတ်ပန်းဖြစ်မှုလို့ထင်ပါတယ်။အခုပဲကြည်လေလမ်းလျှောက်တိုင်းမှာညူလန်းတွေရဲ့တောင်တန်းတွေကိုမြင်ရအရန်ကိုတန်မှုရှိတဘာဝရှုခင်းတွေအင်းများတဲ့လေပြေလေကြီးလေးနဲ့သူတက်တောင့်တက်တာခံစားရတယ်။တောင်တန်းခီးစီတွေကတော့မေးလို့မရတဲ့အမတ်တရားတွေပဲပေါ့။ မင်္ဂလာပါမဟုတ်အဆိုဒီမှာကတော့အခန်းစုစုပေါင်း32ခန်းဆိုဒီဘက်ကအဆောင်နေလည်းပါမယ်နော်ဟုတ်ကဲ့ family က4ယောက်ခန်းမယ်နော်4ယောက်ခန်း2ခန်းပြီးတော့1ယောက်ခန်း1ခန်းပြီးတော့ mountain view 1ခန်းပြီးတော့ Dallas နဲ့ Superior နဲ့အခန်းအများကြီးပေါ့နော်ဟုတ်စုစုပေါင်း32ခန်းကျေးဇူးပါမဟုတ်မင်္ဂလာပါ AM Star နေပြီးတော့အပတ်စဉ်တောက်ကြတိုင်းမှာစီစဉ်ပေးထားတဲ့ 2+1 VIP ကားနဲ့သွားရမယ်တောင်ကြီးအင်းလေးကလောခီးစဉ်မှာတောင်ကြီးမြို့နဲ့ကလောမြို့မှာဟိုတယ်ညတက်ရမှာပါကလောမြို့မှာတဲခိုရမယ်ဟိုတယ်လေးနဲ့မိတ်ဆက်ပေးကြပါတယ်ရှင်ဒီမနောက်ကလိုက်ခဲ့ပါအောင်သင်ခဲ့ပါရှင်ဒီကနေ့ဒါကတော့double bed နဲ့ဇုံတွဲတွေမိသားစုတွေလာမယ်ဆိုလို့ရှိရင်တော့ double bed နဲ့စီစဉ်ပေးထားတဲ့အခန်းလေးပဲဖြစ်ပါတယ်အခန်းအနေထားကတော့ညီမတို့ဒီဘက်မှာကလည်းwarranty လေးပါတယ်ပေါ့နော်အပြင်ကိုမြင်ကွင်းလေးတွေလည်းကြည့်ရှုပြီးတော့ AC အနားယူခံစားလို့ရပါတယ်ရှင်ဟိုတယ်ဝင်းကဒီမှာ TV လေးလည်းပါပါတယ် ACC ဟိုတယ်ကိုအခန်းထဲမှာပဲထိုင်ပြီးတော့စကားပြောမလားညဘက်ကျရင်ဝိုင်လေးတောက်ပြီးတော့ AC ချိမလားပေါ့နော်ဟုတ်ဒီဘက်မှာတော့ရေချိုးခန်း toilet လေးလည်းပြချင်ပါတယ်ဒါတော့ဒီရေချိုးခန်းအိမ်သာ toilet ခန်းလေးဖြစ်ပါတယ်ဒီခန်းလေးကညီမတို့ budget လေးရစထည့်ပေးထားပါတယ်ရှင် budget လေးမှာပဲခုဟိုတယ်အခန်းထဲမှာပဲbudget ထဲမှာရေချိုးရင်းနဲ့အနားယူလို့လည်းရပါတယ်ရှင်ပြီးတော့ညီမတို့ဟိုတယ်အကုန်လုံးသုံးပေးထားဟိုတယ်တွေကစဒီ 4 star နီးပါအဆင့်ရှိတဲ့ဟိုတယ်တွေဖြစ်တဲ့အတွက်အခုဒီအခန်းထဲမှာဆိုလို့ရှိရင် complimentary ပေးထားတော့ရေတံပူလေးပါဝင်ပါတယ် coffee ထုတ်လေးတွေနဲ့ရေနွေးချမ်းလေးတွေပါဝင်ပါတယ်ရှင်ဟောဒီ mini bar ထဲမှာဆိုလို့ရှိရင်ညီမတို့အေးလေးတွေဘီယာလေးရေတံပူလေးတွေလည်းထပ်မံပြီးတော့ထည့်ပေးထားရှိပါတယ်လိုမျိုးမှန်ရတဲ့ကြည်ကျင်ဝန်းဝန်းနဲ့အလှပြင်းအနာယူရင်းနဲ့ AM Star ရဲ့အပတ်စဉ်တောက်ကြနေတိုင်းထွက်ရှိတဲ့တောင်ကြီးအင်းလေးကလော်ခီးစဉ်တွေကိုလိုက်ခင်ရင်းနဲ့ကလော်မျိုးကအခုဟိုတယ်လေးမှာအနာယူအပန်းဖြေလို့ရကြအောင်မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။ဟုတ်အဲ့ဆိုကျေးဇူးပါအမတို့ဆက်ပြီး frame နဲ့တားရိုက်လိုက်အောင်မယ်နော်။ဟုတ်မင်္ဂလာပါမဆိုင်ကလေးရှိပြရမလားဗျ။အော်ရဟိုဖုန်းကြံငယ်လူလေးတွားယူလို့ဆိုင်ငယ်ဒီတိုင်းပဲထားလိုက်တော့ပြီးဖိန်လည်းတော့မှာမို့လို့အော်အားလုံးပဲမင်္ဂလာပါအခုထည့်ရောက်နေရတော့ဖိတ်လည်းမဖြစ်ပါရဲ့ဟဲ့အမဘယ်လာဒီမှာဒီကိုလာလေရနာ ဟုတ်တယ်ထိုင်နေ အေးထိုင်ပါဦးအော်မတွေ့ရကြပြီ ချိန်ထားတာလွဲဦးမယ် ဟုတ်ပါချင်းဗါလေခါလို့မ blog တီလာရိုက်နေရလား တော့ပြောလာရေးပြီးလို့ရှိရင်အခုကတောင်ကြီးမျိုးမြတ်ပွဲရက်လေအဲ့တော့တောင်ကြီးမျိုးမြတ်ပွဲပါအဲ့လိုစိတ်လို့ကိုလို့နဲ့တရားဖြတ် blog ရိုက်ချင်လို့လာခဲ့တာ တယောက်နဲ့လာလား တရားဖြတ်လာ အော်ဗမာတဲနေချေ ကလောကားထဲမှာတရား ကလောငားနဲ့နာအမတို့ဒီ AM Star နဲ့အပတ်စဉ်ထွက်တဲ့ခီးစဉ်တွေဆိုလို့ရှိရင်ကလောတညတောင်ကြီးတညအိတ်တာလေကလောမှာဆိုလို့ရှိရင်ကလောကားထဲမှာအမြဲထားပြီးတာ ဟုတ်လားအဲ့ဆိုဒီညအမကလောကားထဲမှာတဲလာပေါ့ ဟုတ်တယ်ကလောကားထဲမှာရှိတာပဲချေရောလား တဲရောပဲမတွေ့ဘူးတော့ ဟုတ်ပါနော်ဒီမှာလာတွေ့ရတယ်လို့ ဟိုကမတို့အစင်ရောပြည့်လို့လားကလောကားကပြောမှဆိုရှင်ကွာဟိုတယ်နေထားကြတော့နည်းနည်းလေးဈေးရလဲအတင်းတင်းနည်းနည်းလေးရှိရယ်ကွာပြောမှဆိုဟိုအမတို့ tour package နဲ့ကြတော့လဲဘယ်မှလည်းမရှိဘူးဆိုတော့အစင်ရောပြည့်ရလားမရဲ့ အဓိကအဲ့ဒါကိုအမတို့ဒီ AM Star ဧည့်သည်တွေပေါ့နော်ဟိုတယ်ကောင်းကောင်းလေးထားခြင်းနဲ့ဒီခီးစဉ်မှာသွားတဲ့ budget ကလည်းပြောမယ်ဆိုလို့ရှိရင်ဟိုပုံမှန်3နိုင်တဲ့ budget လေးပေါ့နော်အမတို့တေချာလေးဧည့်သည်တွေကိုဝန်ဆောင်မှုကောင်းကောင်းလေးနဲ့စီစဉ်ပေးခြင်းတဲ့အတွက်ကြောင့်မလို့အမတို့ထားပေးတာအဲဒါကြောင့်မလို့လေ
အဲ့ဆိုလို့ရှိရင်မိဖို့မြန်ပွဲသွားအောင်မလား သွားမှာအမတို့ဒီနေ့ညဆိုလို့ရှိရင်မိဘမြန်ပွဲသွားမှာမနေ့ညကလောမှာအိတ်တာဒီနေ့မိဘမြန်ပွဲလဲစပြီဆိုတော့ပွဲတော်ညရီအစာလေးမှာဧည့်သည်တွေကိုလိုက်ပို့ပေးရမောင်လေးရဲ့ โอเคကလောကားမှာတဲပြီးရဆိုလို့ရှိရင်တော့နောက်ပိုင်းခီးစီနေကြလို့ရှိရင်တော့ join ရမှာပေါ့ PM star နဲ့ပဲ like ရဲ့အမြဲတမ်းမတို့ EM star ဆိုရှင်ကလောမှာဆိုကလောကားနဲ့ပဲအမြဲထားပြီးတယ်နော် โอเคမ အေးတောင်းနိုင်အောင် cheers အဲ့ဆိုရှင်အမဒီ frame လည်းမပို့ပေးရပါဘူးခီးတဲ့နေဆိုတော့ ဟုတ်တယ်အမတို့ဒီ EM star တောင်ကြီးနေခီးစင်မှာဆိုလို့ရှိရင် Fairyland ကိုလည်းထည့်ပေးတယ်ဒီမှာဆိုပြောမှဆိုခရီးသွားနေတဲ့အချိန်မှာအေးစစ်စစ်လေး relax လုပ်ပြီးတော့အနားယူပန်းပြေအဓိကဓာတ်ပုံရိုက်လို့ရအောင်ပေါ့နော်အခုဆိုလို့ရှိရင်စောင်းလဲဝင်တော့မယ်ဆိုတော့ပန်းနေရလှတော့မှာပန်းနေပွင့်တော့မယ်ဒီမှာဓာတ်ပုံလေးရိုက်ပန်းပြေအနားယူလို့ရအောင်ပါတဲ့ရဲ့ โอเคပါအဲ့ဆိုရှင်နောက်ခီးစီနေကြလို့ရှိရင်လမ်းချိတ်လိုက်မယ် EM star မှာတင်ထားတာတွေ့ရ VIP 2+1 နဲ့အဲ့ဥစ္စာကြီးအပတ်စဉ်ရှိရလို့ပြောကြတယ်အဲ့တော့ပြောပြမယ်တတတအချိန်ကအရန်တောင်စားစီးကျင်တာဆိုအဆင်ပြေလေးကားလေးပါလေးအနေနဲ့ဆို ဟုတ်တယ် BNB 2+1 ကားလေးတွေအခုစီစဉ်ပေးထားတယ်အဓိကတော့ BNB ကား 2+1 ကားလေးတွေနဲ့လိုက်ပါခြင်းနဲ့ခုံနေရကောင်းလေးဆိုတော့အနည်းဆုံးတော့လေခီးစဉ်လေးကိုတစ်လားလောက်တော့ဘိုကင်ဂျိုတင်စေခြင်းနဲ့ပေါ့နော်ဘာလို့ဆိုသူတို့ကတစည်းမှာအယောက်30ပဲပါတယ်အဲ့တဲ့တွေကလူတက်တာမြန်တော့လေတချို့ရက်တွေဆိုလို့ရှိရင်တော်တော်များများထိုင်ကုန်လေးပြည့်နေပြီဆိုတော့ BNB 2+1 နဲ့ဆိုလို့ရှိရင်တော့စောစောလေးဘိုကင်တင်စေချင်တာပေါ့နော်တဲ့ โอเคအဲ့ဆိုရှင်ထဲရတော့အခုတောင်းနေတောင်ကြီးဆင်းတော့မှာကျွန်တော်ရမ်းမှောင်သွားမှာဆိုလို့လေတော့သွားရမယ်မ ညချမ်းမှာပွဲထဲမှာစုံမယ်ဒီနော် လာမလား စားမလားမအဲ့ဒီလိုက်ပို့ပြီးမှာ ဖုန်းလိုက်နေပါလေဟောကိစ္စမရှိပါဘူးရပါရဲ့ဖုန်းဆက်လိုက်ပေါ့ စုံမယ်လीနော်ဖုန်းဆက်လိုက်မယ်နော်ဟာဟုတ်မို့လေ ဒီစာပွင့်ပူလာပါနေတဲ့မိအောင်စုံများကတောင်ပေါ်မြေရဲ့ဆောင်းလာလေးမှာငါတို့ပွဲတော်ညမြင်းမုံကြားမှာရှောင်းလေကြမယ်ရောက်တာလာခဲ့ပါဇောင်းနိုင်မိဘုံပွဲတော်မှာ AM Star